ဒီဖီယာကို1058ခုနှစ်မှာမနူဝါဘီယာစပြီးတော့အဆောက်ကိုးကွက်ခဲ့ဒီဖီယာတတန်ဘယ်လောက်ကြာနေပြီလဲဆိုတော့900နဲ့မှ66နှစ်ကြာဒီစစ်စံလောက်နဲ့ကြောက်တဲ့ဘေးကကြတော့ဆန်အစစ်ကိုထလောင်မယ်ဆိုရင်တစ်ပေါင်း40ဆန်နဲ့ချက်ပြီးတော့ထလောင်မယ်ဆိုရင်တော့19နှစ်ဆန်တယ်လေဒီဘေးရဲ့နောက်မှာဆိုရင်ထိုင်ကိုတော့3ဆူရှိရအဲ့ထိုင်ကိုတော့3ဆူမှာကြောက်တော့ခလဲကောင်းသူကညာတော့အငင်းဆုံးညာတော့က40နဲ့မှ6ပြီရှိရဒီကလဝဲလက်ရစစ်တော့2ဆူကညောင်းနေတယ်ညာတော့က30ဘေး6လမ်းမှရှိတယ်တကယ်လို့အကိုကြီးလိုမိုင်းလို့ဖီယာထိုင်ကိုတော့ကြည့်လိုက်တော့မလားဖီယာရဲ့ရုပ်တော်ဒီချင်းကြုံနဲ့မောင်းနေတဲ့ပုံစံကိုတွေ့ရှိရအဘိတို့ဖီယာရဲ့ရုပ်တော်ဒီချင်းကြုံနဲ့မောင်းနေရလဲဆိုတော့အနော်ရထားဖီယာမနူဝါမျိုးဒီရဲ့ပကံပြီးကိုဖမ်းပြီးခေါ်လာခဲ့ရဖမ်းပြီးခေါ်လာတဲ့အချိန်မှာမနူဝါဖီယာသူ့နိုင်ငံမဟုတ်ဘူးသူ့နိုင်ငံမဟုတ်လို့သူကသူ့နိုင်ငံကိုသူ့နေကြီးနေလို့မရအောင်ပြောချင်တာပြောလို့မရအောင်အဲ့လူစိတ်ထဲမှာမွန်းကြံနေရသူမွန်းကြံနေအောင်ဒီဖီယာနဲ့ဖုတ်ပြခဲ့ရအဲ့ကြောင့်မလို့ဖီယာရဲ့ရုပ်တော်ကြီးကချင်းကြုံနဲ့မောင်းနေတဲ့ပုံစံကိုတွေ့ရှိရ